နေပူတဲ့သားရေအောက်ကိုဆင်းခဲ့စမ်းပါနောက်မှလှုပ်လို့ရတယ်ရပါတယ်အမေရဲ့ဒီလောက်ကတော့တားလုံနိုင်ပါတယ်တားကအားကိုးရတယ်နော်နေပူတာတော့အလုံးလုံးနေတော့မယ်အမသားလေးကအရက်နဲ့လဲတောက်ဖို့သူ့ပြားတွေတက်ခွာနေတာဟေ့ပြောလို့လည်းမရဘူးကူပြောပေးပါဦးဟဲ့ထမင်းစားတာထိုင်စားစမ်းပါသားရဲ့မိဘလှုပ်စားထိုင်စားတဲ့ကောင်လို့အပြောမခံနိုင်လို့ပါအမေဒီကောင်လေးစောက်လို့ကိုတော့လက်ကြောတင်းအောင်မလုပ်ဘူးအရက်ဆိုင်မှာကြရင်တော့ခွက်ချင်းတိုက်ပြီးချီရအောင်မြင်ပါစေတဲ့ငါမပြောလိုက်ချင်ဘူးဘွားတော်ရဲ့သားအခုဒီဘာအလုံးမှမရှိသေးဘူးလားနင်းယောက်ျားငါစီမလာလို့လေကျမယောက်ျားဘွားတော်စီမလာတာနဲ့ရှင်သားအလုံးမရတာနဲ့ဘာဆိုင်လို့လဲငါသားအလုံးမရှိတာလဲနင်းနဲ့ဘာဆိုင်လို့လဲကိုတောက်လို့ကိုမလုပ်ပဲတများအကြောင်းစိတ်ဝင်စားနေတယ်ငါပိတ်ကန်ထည့်လိုက်ရငါသားအလုံးမရှိလဲငါတစ်သက်လုံးရှာကျွေးနိုင်တယ်လူတွေကငါသားကိုဘလို့ပဲပြောပြငါမျက်စိထဲမှာတော့ငါသားကအဖိုးတန်ရွှေလေးလိုပဲမိဘကတော့သားသမီးတွေဘလောက်ဆိုးဆိုးအပြစ်မမြင်ဘူးသားသမီးတွေကလည်းမိဘအပေါ်ကိုတိတက်ကြပါမိဘ